ကျွန်တော်ဟာရွာမှာရှိတဲ့ဦးလေးရဲ့စီဆက်လေးမှာကိုပိုင်နည်းပညာနဲ့စီထွက်နှုန်းကို30%အထိတိုးအောင်လုပ်ပေးနိုင်ခဲ့တဲ့လက်ရပြောင်မြောက်တဲ့စီချက်ဆရာတယောက်ပါဒါပေမဲ့လူမဆန်တဲ့ဦးလေးဖြစ်သူချန်နာလုံးကတော့ငွေမက်ပြီးမှုတက်နေတဲ့မြေပဲတွေကိုခိုးထည့်ပြီးစီညစ်ဖို့ကြံစီခဲ့ပါတယ်ဒါကိုမြင်ချင်းမှာပဲကျွန်တော်ကစက္ကလုတ်ကိုအတင်းဆွဲပိတ်ပြီးကုန်ကျန်းပုံတွေကမှုတက်နေတဲ့မြေပဲတွေကိုဦးလေးချေရင်းစီလွှင့်ပစ်လိုက်ပါတော့တယ်ဦးလေးဒီလိုမှုတက်နေတဲ့မြေပဲတွေနဲ့စီကျိတ်ရင်စားတဲ့သူတွေဒုက္ခရောက်ကုန်လိမ့်မယ်ဘလို့လို့ဒီလိုမျိုးစီးပွားရေးလုပ်ရတာလဲမင်းကငါ့ကိုလာတင်မနေနဲ့ဒီဆက်ကငါဆက်ဖောက်တဲ့ကလည်းမြို့ကဝန်လော်ပန်ပဲမင်းကိုဒီကနေမောင်းထုတ်ဖို့ငါစဉ်းစားပြီးသားရော့ဒီမှာငွေ9000အခုချက်ချင်းငါမျက်စိရှိကထွက်သွားလိုက်တော့ဦးလေးဖြစ်သူချန်နာလုံးကပတ်စံအထုံးနဲ့ကျွန်တော်မျက်နှာကိုပြစ်ပေါက်ပြီးအောက်တန်းကြကြမောင်းထုတ်ခဲ့ပါတယ်ဘေးကအလုပ်သမားတွေကတော့ခေါင်းကုန်ပြီးဘာမှမပြောရဲကြပါဘူးကျွန်တော်ကတော့ဒေါသကိုမျိုးသိပ်ပြီးကျန်းပြင်ပေါ်ကပတ်စံတွေကိုတပြားချင်းစီကောက်ယူခဲ့ပါတယ်ပြီးတော့နေရန်ထောင်းကအဝိအိတ်အဆိုကိုကောက်လွယ်ပြီးဦးလေးနဲ့ဝမ်းခွဲအကူချန်နောက်တို့ကိုစိုက်ကြည့်ကအစားတောက်လုပ်တာတိတ်ခါရှိဖို့လိုတယ်စောင့်ကြည့်နေလိုက်လို့ပြောပြီးထွက်လာခဲ့ပါတော့တယ်စီဆက်ကထွက်လာပြီးနောက်ကျွန်တော်မျိုးကအဟောင်းဆိုင်စီတန်းသွားပြီးချင်းမင်းဆက်လက်ထက်ကတစ်သားစီစုံအဟောင်းကြီးနဲ့ကြောက်မိတ်တွေကိုရှာဖွေပြီးနွားလေးနဲ့ရွာကိုပြန်တယ်လာခဲ့ပါတယ်ဒါကိုမြင်တဲ့ဝမ်းခွဲအကူချန်ထောင်းမှလူတွေခေါ်ပြီးကျွန်တော်ကိုတောင်းပြောင်ပါတော့တယ်ကြည့်ကြပါဦးဗျာခြံဖုံးတယောက်ယူသွားပြီထင်တယ်အမိုက်တွေလိုက်ကောက်ပြီးထမင်းစားဖို့လုပ်နေပြီလေကျွန်တော်ကတော့သူတို့ကိုဂယုမဆိုင်ပဲရွာထဲမှာမြေပဲလိုက်ဝယ်ပေမဲ့မြို့ကတထေးဝန်လော်ပန်ကကျွန်တော်ကိုမြေပဲရောင်းတဲ့သူမှန်သမျှစောင်းဦးရိတ်သိမ်းချိန်ကြရင်မြေပဲလုံးဝပြန်မဝယ်ပေးဘူးလို့ချင်းချောက်ထားတာကြောင့်ဘယ်သူမှမရောင်းရဲကြပါဘူးကျွန်တော်မျှော်လင့်ချက်မဲနေတဲ့အချိန်မှာရွာကဒုက္ခိတအဖိုးကြောက်ကခြေခွင်ခွင်နဲ့ထွက်လာပြီးသူ့ရဲ့3နှစ်စာစုဆောင်းထားတဲ့မြေပဲနီမျိုးတွေကိုကျွန်တော်ကိုအကုန်ပုံပေးခဲ့ပါတယ်ပြီးတော့အဖိုးကြောက်မှပြောတယ်ဖုန်းလေးငတ်တေရင်တေပါစေဒီလိုတရိတ်ဆန်တွေကိုသွားမတောင်းပန်နဲ့ဒါငါစုထားတဲ့မြေပဲနီမျိုးတွေမင်းကိုအကုန်ရောင်းမယ်အဖိုးစိတ်ချပါဒီနေ့တော့ကျွန်တော်ဒီစီကိုမရမကညှစ်ပြပါမယ်ကျွန်တော်ဟာကုန်းပတ်အစုပ်လေးထဲမှာမီးဖိုကိုရဲရဲတောက်အောင်မှွေးပြီးမြေပဲတွေကိုစက္ကန့်မလက်ဂယုစိုက်ကလှော်ခဲ့ပါတယ်ပြီးတော့တစ်သားစီစုံနဲ့ထည့်ပြီးပေါင်ချိန်နှဲငယ်ရှိတဲ့တူကြီးနဲ့စီစုံကိုအားရပါရထုနှက်ပါတော့တယ်ဒါဟာကျွန်တော်ကိုနှိပ်စက်ခဲ့တဲ့ဦးလေးနဲ့ဝန်လော်ပန်တို့ကိုတော်လန်လိုက်တာပါပဲမကြခင်မှာပဲရွှေဝါရောင်တန်းနေတဲ့ပထမဆုံးရိုးရာဆုံးစီစစ်တွေဟာစီမြောင်းအတိုင်းစီးကြလာပြီးငွေရနံ့တွေဟာတရွာလုံးပြန့်လွင့်သွားပါတော့တယ်နောက်ရက်မနက်မှာပဲခြံနောက်ကလူတွေကိုခေါ်ပြီးကျွန်တော်တကားကိုလာကန်ပါတယ်ဒါပေမဲ့သူတကားဖွင့်လိုက်တာနဲ့ဝေးကြိုင်လာတဲ့စီးနှင်းကြောင့်ကြောင်သွားယုံတင်မကပဲအပြင်မှာလည်းမြို့ကြီးကလာတဲ့မာစီဒီကားတစ်စီးဆိုက်ရောက်လာပါတယ်ကားပေါ်မှာဆင်းလာတဲ့ဝတ်စုံပြည့်နဲ့လူကြီးတယောက်ကစီကိုမြင်ချင်းစိတ်လှုပ်ရှားစွာနဲ့ပြောလိုက်ပါတယ်ဒါပြောက်ကွယ်လူနီးပါးဖြစ်နေတဲ့ရိုးရာဆုံးစီစစ်ပဲငါကပြည်နယ်အဆင့်နိုင်ငံတော်AKဟာဟိုတယ်ရဲ့ဝယ်ယူရေးဒါရိုက်တာပါ DC တွေကိုတပေးတာ80နဲ့ငါကုန်သိမ်းမယ်ဒီစကားကိုကြားသွားတဲ့ခြံထောင်းမှာပါ80ဟုတ်လားငါတို့စီက17ချက်ပဲရှိတာကိုခမားမျက်စိမားနေတာလားမင်းကိုဘောကညှော်နှက်နန်နေတဲ့စက်စီပုတ်တွေကိုငါ့ကိုအလကားပေးရင်တောင်ယွန်းလွန်းလို့မယူဘူးကျွန်တော်ဟာပထမဆုံးငွေအမြောက်များကိုရရှိခဲ့ပြီးစက်ရုံအစုပ်လေးကိုပြန်လည်အသက်သွင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့ဦးလေးတို့သားဖတွေငိမ့်နေမှာမဟုတ်မှန်းသိတာကြောင့်ကျွန်တော်ဟာမှတ်စုစာအုပ်ထဲမှာမြေပဲလော်တဲ့အပူချိန်ပြည့်ဝက်ချက်ကိုတမင်တကာ90ဒီဂရီပိုရေးပြီးမီးပိုပေါ်တင်ထားခဲ့ပါတယ်ထင်ထားသည့်အတိုင်းခြံထောက်ကညတကောင်မှာလာခိုးသွားတာကိုကျွန်တော်အမှောင်ထဲကနေပြုံးပြီးကြည့်နေခဲ့ပါတယ်သူခိုးသွားတာဟာချမ်းသာမဲ့လှုပ်ဝက်ချက်မဟုတ်ပဲတိမ်မင်းတမန်စာကြုံလွာဖြစ်မှန်းသူမသိခဲ့ပါဘူးဦးလေးဖြစ်သူကအဲ့ဒီအတူအယောင်လှုပ်ဝက်ချက်ကိုရရချင်းမှာပဲမှုတက်နေတဲ့မြေပဲတွေနဲ့စီအမြောက်များချက်ချင်းချက်ပါတော့တယ်ဒါပေမဲ့အပူချိန်လွန်ကဲပြီးစီတွေဟာမဲမောင်ကခါတက်တက်အရသာဖြစ်သွားတာကြောင့်မြို့ကဝန်လော်ပန်ရဲ့ဖောက်တယ်တွေကစပွဲကိုရိုက်ပြီးစီတွေကိုအကုန်ပြန်အက်ကရော်ကြီးတောင်းကြပါတော့တယ်ဦးလေးတို့စက်ရုံပျက်စီးသွားပြီးဒေါသထွက်ကရွာမမီးလိုင်းသမားကိုပတ်စံပေးပြီးကျွန်တော်စက်ရုံကိုရေနဲ့မီးဖြတ်ပစ်လိုက်ပါတော့တယ်ပြီးတော့ခြံထောက်မှလာပြီးပြောရတယ်ခြံဖုံးရေလဲမရှိမီးလဲမရှိပဲမင်းပါလုံနိုင်အောင်မလဲအခုချက်ချင်းငါတို့ကိုဒူးထောက်တောင်းပန်လိုက်သူတို့ကျွန်တော်ကိုမီးဖြတ်ပြီးတားဆီးနိုင်မယ်ထင်နေကြတာပါကျွန်တော်ကတော့ရွာကအလုံးမလုံးနိုင်တော့တဲ့လူကြီးအချို့ကိုခေါ်ပြီးမိမိတာဘုံကိုတူနဲ့ထုခွဲပစ်လိုက်ပါတယ်ပြီးတော့အနောက်တောင်ကစမ်းရည်ကြီးတွေကိုတဲပြီးလျှက်စစ်မပါပဲလူအားနဲ့ကြောက်မိတ်ကြီးကိုလှည့်ကာရိုးရာအတိုင်းစီကိုညှစ်ပါတော့တယ်လူအားနဲ့ညှစ်တဲ့အတွက်မြေပဲရဲ့မူလအရသာကိုပုံမထိမ့်သိမ့်နိုင်ခဲ့ပြီးစီတွေဟာအရင်ကထက်ပုံမကြည်လင်ကတရွာလုံးမွေးပြန့်သွားခဲ့ပါတယ်ဦးလေးကကျွန်တော်ကိုပိတ်ဆို့ဖို့ကြံစီခဲ့ပေမဲ့ဒီလောက်ရက်ကနေကျွန်တော်ရဲ့ရိုးရာစီချက်ပညာရဲ့အထွတ်ထိပ်စီတွန်းပို့ပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်ရွာထဲကို follower တက်ကြည့်ရှိတဲ့ online ဆယ်လီတတိုက်ရောက်လာပြီးလေယာထွက်ကုန်တွေကိုဓာတ်ရိုက် live လွှင့်ရောင်းချဖို့ဖြစ်လာပါတယ်ဝန်လော်ပန်နဲ့ဦးလေးတို့ကအဲ့ဒီဆယ်လီတွေရဲ့လက်ထောက်ကိုပတ်စံအမြောက်အများလက်ထိုးပြီးကျွန်တော်စီကိုလမ်းကြောင်းမလှည့်အောင်ရွာဝမှာလူတွေနဲ့ပိတ်ဆို့ထားခဲ့ပါတယ်ဒါပေမဲ့အထုပ်ထဲစက်ရုံကစက်စီနံတွေကိုညှင်းငွေလာတဲ့ online ဆယ်လီမလေးဟာအပြင်ထွက်ပြီးလေကောင်းလေတန်းရှူရင်းကျွန်တော်စက်ရုံကထွက်လာတဲ့ရိုးရာစီစုံအတန်နောက်ကိုဆွဲဆောင်ခြင်းခံလိုက်ရပါတော့ online ဆယ်လီကဖျားရည်ဒါတကယ်ကိုအံ့ဩဖို့ကောင်းတဲ့ရှေးဟောင်းရိုးရာလက်ရာပဲဦးလေးတို့နဲ့ချုပ်ထားတဲ့စာချုပ်ကိုအခုချက်ချင်းဖျက်သိမ်းမယ်မနှက်ဖြန်တိုက်ရိုက်လွှင့်ပွဲကိုဒီစက်ရုံမှာပဲလုပ်မယ်ဒီသတင်းကြောင့်ဦးလေးတို့ယူမတက်ဖြစ်သွားပြီးချမ်းထောက်ကညတန်းကောင်မှာကျွန်တော်ရဲ့တခုလေးသောရေရင်းတွေကိုရွှွန့်သေးတွေ3အိတ်ပြည့်လာကိုထည့်ပါတယ်မနှက်ဖြန် live လွှင့်ရင်ရေမရှိပဲအဆက်ကွဲအောင်ကြံစီတာပါဒါပေမဲ့နောက်ရက်မှာတော့ကျွန်တော်ကကင်မရာတွေကိုခေါ်ပြီးတောင်နှလုံးကျော်ကစမ်းရည်ကြီးကိုတွေ့တန်းထားပုံနဲ့ရိုးရာနီလန်းတွေကိုကဘာတိအောင်ချပြလိုက်တဲ့အတွက် live ထဲမှာလူကြည့်နှုန်းတန်းကျော်သွားပါတော့တယ်ဝန်လော်ပန်မှမနာလို့ဖြစ်ပြီး online မှာဒါကလိုင်စင်မရှိတဲ့အလုပ်ရုံစုပ်ပဲပြ DC ကိုစားရင်အစိတ်တင်မယ်လို့ကောလာဟာလာတွေလိုက်ဖြတ်มาတော့တယ်ကျွန်တော်ကလည်းပြန်ပြောပါတယ်ဒါကပြည်နယ်အဆင့်အရေးသွေးစစ်ဆေးရေးဌာနရဲ့အမြင့်ဆုံးအတိအမှတ်ပြုလက်မှတ်ပဲတကယ်လို့စီမာပြဿနာရှိရင်ကျွန်တော်ခြံဖုံးကိုအတက်နဲ့ရော်ကြေးပေးမယ်ကျွန်တော်ဟာတရားဝင်အတိအမှတ်ပြုလက်မှတ်နဲ့အထူးလုပ်ငန်းလိုင်စင်ကိုကင်မရာရှေ့မှာချပြလိုက်တဲ့အခါကောလာဟာလာတွေဟာအလိုလျောက်ပြည့်ပြည့်သွားပြီးစီအမာစာတွေဟာနှစ်ဆအထိတိုးသွားပါတော့တယ်ကျွန်တော်ဟာရရှိလာတဲ့အမြင့်ငွေတွေနဲ့ချန်ရှိတိတ်ခါရှိစီလုပ်ငန်းတမဝါယမကိုတီထောင်ပြီးရွာသားတွေကိုမြေပဲဈေးနှုန်းတိုးပေးခဲ့ပါတယ်
ဒါကိုမခံမရက်နိုင်ဖြစ်တဲ့ဝန်လော်ပန်မှရွာသားတွေအရင်ကတင်နေတဲ့ဓာတ်မြေဩဇာကျွေးတွေကိုအတိုးနှုံးကြီးနဲ့အတင်းကျပ်လိုက်တောင်းပြီးကျွန်တော်စီကိုမြေပဲရောင်းရင်တရားစွဲမယ်လို့ချိန်ချောက်ပါတော့တယ်ရွာသားတွေငိုယိုနေကြတဲ့အချိန်မှာကျွန်တော်မျိုးကကုန်တယ်ကြီးစီကနေနောက်နှစ်အတွက်ကုန်ပိုးငွေတွေကိုကြိုတင်တောင်းခံပြီးမြေတဲကား3စီးနဲ့ရွာကိုမောင်းဝင်လာခဲ့ပါတယ်ဝန်လော်ပန်မင်းရဲ့အကျွေးတွေကိုငါအကုန်ချက်ချင်းအပြတ်ဆက်ပေးမယ်ပြီးတော့ရွာသားတွေအတွက်အတိုးမဲ့ချင်းငွေစာချုပ်တွေကိုလည်းဒီမှာလက်မှတ်ထိုးပေးမယ်ဝန်လော်ပန်လည်းအခြေအနေမလှတာနဲ့ညာရင်းချင်းပတ်စံတွေယူပြီးထွက်ပြေးသွားသလိုဦးလေးဖြစ်သူကလည်းမနာလိုစိတ်နဲ့ကျွန်တော်စက်ယုံကိုလိုင်စင်မရှိမိဘေးအနေနဲ့မကင်းဘူးဆိုပြီးစစ်ဆေးရေးအဖွဲ့တွေကိုခေါ်ကာလာရောက်ချိတ်ပိတ်ဖို့ကြံစီပါတော့တယ်စစ်ဆေးရေးအဖွဲ့တွေကချိတ်ပိတ်ဖို့လုပ်နေတဲ့အချိန်မှာပဲကျွန်တော်ကရုံးခန်းထဲကနေပြည်နယ်အဆင့်ခွင့်ပြုချက်နဲ့ဂျက်မဲ့ယဉ်ကျေးမှုအမွေအနှစ်အလုပ်ယုံလိုင်စင်ကိုထုတ်ပြလိုက်ပါတယ်ပြီးတော့စက်ယုံက CCTV ဗီဒီယိုဖိုင်ကိုဖွင့်ပြလိုက်ပါတော့တယ်ဦးလေးတို့ကိုယ်တိုင်မှုတက်နေတဲ့မြေပဲတွေခိုးထည့်နေတဲ့ဗီဒီယိုသက်တွေကဒီမှာရှိတယ်ဗီဒီယိုသက်တွေကြောင့်စစ်ဆေးရေးအဖွဲ့တွေကဦးလေးရဲ့စက်ယုံကိုပဲချိတ်ပိတ်လိုက်ပြီးဦးလေးလည်းရော်ချင်းငွေတွေကြောင့်တမိသားစုလုံးဒေဝါလီခံလိုက်ရပါတော့တယ်ဒါပေမဲ့ဝမ်းကွဲအကူချမ်းထောက်ကတော့မကျေနပ်သေးပဲကျွန်တော်မျိုးကြီးကိုစီပထမဆုံးအတုပ်ပိုးမဲညမှာစက်ယုံထဲခိုးဝင်ပြီးစက်မှုဆိုးစေးတွေကိုစီပုံးထဲထည့်ဖို့ကြံစီပါတယ်သူကပလင်းဖုံးဖွင့်လိုက်တဲ့အချိန်မှာပဲစက်ယုံမီတွေအကုန်လင်းလာပြီးကျွန်တော်နဲ့အတူရွာသားတွေမြို့မဝယ်ယူရေးဒရိုက်တာတို့ကဝိုင်းဖမ်းလိုက်ပါတော့တယ်ချမ်းထောက်ဟာဥပဒေအရအရေးယူခံရမှာကြောက်တာကြောင့်ရွာကနေထွက်ပြေးသွားခဲ့ရပြီးဦးလေးဖြစ်သူကတော့မိုးသေးထန်စွာရွာတဲ့မနက်ခင်းတစ်ခုမှာကျွန်တော်စက်ယုံရှိမှာဒူးထောက်တောင်းပန်ပါတော့တယ်ပြီးတော့သူကဖုန်းလေးဦးလေးမှားသွားပါတယ်ဦးလေးကိုပတ်စံလေးနည်းနည်းလောက်ချေးပေးပါဦးဦးလေးကိုပတ်စံချေးဖို့တော့မဖြစ်နိုင်ဘူးဒါပေမဲ့ဦးလေးလုပ်ခဲ့တဲ့အမားတွေကို live လွှင့်ပြီးလူထုကိုတောင်းပန်မယ်ဆိုရင်တော့ကျွန်တော်ခွင့်လွှတ်ပေးပါမယ်ဦးလေးဖြစ်သူကင်မရာရှေ့မှာငိုယိုပြီးတောင်းပန်ခဲ့ရပြီးသူတို့ရဲ့နာမည်ဆိုးနဲ့စီဆက်ကြီးကိုလည်းရွာသားတွေရှေ့မှာပဲရိုက်ခွဲဖျက်ဆီးပစ်လိုက်ရပါတော့တယ်ကျွန်တော်အဲ့ဒီစက်ယုံဟောင်းကိုဝယ်ယူပြီးခင်မီအလိုလျောက်စနစ်သုံးရိုးရာစီစက်ယုံကြီးအဖြစ်ပြန်လည်တည်ဆောက်ခဲ့ပါတယ်တစ်နှစ်အတွင်းမှာပဲကျွန်တော်တို့ရဲ့ချန်ရှိတိတ်ခါရှိစီဟာတပြည်နယ်လုံးမှာနာမည်ကြီးသွားပြီးပြည်နယ်အဆင့်လေယာထွက်ကုန်ပြပွဲမှာပထမဆုံးရွှေတံဆိပ်ကိုစကူးနိုင်ခဲ့ပါတယ်ကျွန်တော်ကစင်ပေါ်မှာရွှေတံဆိပ်ကိုမြှောက်ပြီးတိတ်ခါရှိတဲ့စီဟာဘယ်တော့မှမတမာတဲ့ငွေကိုမရှာဘူးလို့ကြွေးကြော်ခဲ့ပါတယ်အခုဆိုရင်ကျွန်တော်တို့ရွာဟာအဆင့်မြင့်မြေပဲစိုက်ပျိုးရေးဆောင်ကြီးဖြစ်သွားခဲ့ပြီးရွာသားတွေလည်းတစ်နှစ်ကုန်ရင်အမျက်ငွေတွေအများကြီးခွဲဝေရရှိကြပါတယ်လူဘဝဆိုတာလေဒီရိုးရာဆောင်စီညစ်တယ်လို့ပါပဲလောကဒဏ်ရဲ့ထုနှက်ချက်တွေအပူဒဏ်တွေကိုဘလောက်ပဲခံရပါစေကိုယ်စိတ်ထဲကရိုးသားမှုဆိုတဲ့မျိုးစေ့တာမှုမတက်ခဲ့ရင်ဒီနေ့မှာတော့တောက်ပစင်ကျဲတဲ့ရွှေဝါရောင်ဘဝအစီနှစ်တွေကိုညှစ်ထုတ်ရရှိမှာအမှန်ပဲဖြစ်ပါတော့တယ်ဒီနောက်ခံမြန်မာစကားပြောဗီဒီယိုလေးတွေဖန်တီးက Facebook YouTube ကနေဒေါ်လာတွေရှာတက်ချင်သလားဒါဆိုရင်အခု story recap ကနေတင်ပေးပါမယ်ရှင်သူများတွေ line ပေါ်မှာအလကားတင်မပေးတဲ့လှုပ်ဆောင်နည်းတွေကိုတင်ပေးမှာပါဒါဆိုတင်ကြားမှာတွေကတော့အပိုင်းဆက်ဇလန်းတွေရှာနီးလူစိတ်ဝင်စားမှုများအောင်ဇလန်းတွေရွေးနီးဇညွှန်းရေးနီးဗီဒီယိုတဲဖြတ်နီးအတူချုံထားတာပါနော်တင်ကြားမှာတွေကများလို့ဒီဗီဒီယိုရှင်းနေမှာစိုးလို့ပါပညာစားမချမ်းပဲအသေးစိတ်တင်ကြားပေးမှာပါရှင်ကိုယ်တိုင်ဒီအလုပ်ကိုလုပ်ကင်နေတာဖြစ်သောကြောင့်အခက်ခဲရှိလဲအချိန်မရွေးမေးနိုင်အောင်စီမံပေးထားပါတယ်အကန့်အသတ်ထားကတင်နန်းသားအယောက်90သာလက်ခံပေးမည်ဖြစ်သောကြောင့်စိတ်ဝင်စားရဆိုရင် page မှာလာရောက်မေးမြန်းနိုင်ပါ